မင်္ဂလာပါရှင် Legendary မြန်မာ Channel မှာလှိုက်လဲစွာကြိုဆိုပါရစေ။မြန်မာနိုင်ငံရဲ့အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်မင်းစစ်တွေနဲ့နှစ်ပေါင်းထောင်ချီခန့်ညားထည့်ဝါခဲ့တဲ့နယ်မြေတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရခိုင်ပြည်နယ်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ရှေးဟောင်းဒညဝတိဝေဒါလီကနေအင်္ဂရုစတဲ့မင်းနေပြည်တော်ကြီးတွေနဲ့မြောက်ဦးခေတ်အထိရခိုင်ပြည်နယ်ရဲ့အံ့ဩစရာသမိုင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်သမိုင်းဟာမြန်မာသမိုင်းမှာအစောဆုံးမင်းဆက်တွေပေါ်ထွန်းခဲ့တဲ့သမိုင်းကြောင်းတစ်ခုပါ။ရခိုင်တို့ရဲ့ပထမဆုံးမြို့တော်ဟာဒညဝတီဖြစ်ပြီး BC 9ရာစုကတည်းကတည်ထောင်ခဲ့တာလို့အဆိုရှိပါတယ်။ဗုဒ္ဓမြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကတည်းကသာသနာတော်ရောက်ရှိခဲ့ပြီးမဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိုတွန်းလွတ်ပူဇော်ခဲ့တဲ့တမိုင်းဟာလည်းရခိုင်ပြည်ရဲ့အသက်သွေးကြောပါပဲ။ဒညဝတီကနေဝေသာလီလေးမြို့ခေတ်နဲ့အတောက်ပါဆုံးမြောက်ဦးခေတ်အထိရခိုင်တို့ရဲ့ရဲရင်မှုနဲ့အမှုပညာဟာကမ္ဘာအလယ်မှာဝင်ကြွားခဲ့ပါတယ်။ရခိုင်ဆိုတဲ့အမည်နာမည်ဟာတမိုင်းရဲ့အနက်ရှိုင်းဆုံးနေရာနေမှာမြစ်ဖျားခံခဲ့တာပါဒီအခေါ်အဝေါ်ဟာပါဠိဘာသာအရိခိတသို့မဟုတ်အရိခဆိုတဲ့စကားကနေဆင်းသက်လာတာဖြစ်ပြီးမိမိတို့ရဲ့အမျိုးအနွယ်ကိုစောင့်ရှောက်သူများလို့အဓိပ္ပာယ်ရပါတယ်ရှေးဟောင်းမှတ်တမ်းတွေအရရခိုင်လူမျိုးတွေဟာမိမိတို့ရဲ့နယ်မြေနဲ့ယဉ်ကျေးမှုကိုအသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်တတ်တဲ့သူရဲကောင်းမျိုးနွယ်တွေဖြစ်တာကြောင့်ဒီအမည်ဟာအင်မတန်လိုက်ဖက်လာပါတယ်။ကမ္ဘာသမိုင်းမှတ်တမ်းတွေမှာတော့အာရာကန်လို့လူသိများရဲကြပါတယ်။ရခိုင်ပြည်နယ်ကိုခေတ်အဆက်မှာရာဇကြိုဒညဝတီစတဲ့ဂုံပုတ်တွေနဲ့ခေါ်ဝေါ်ခဲ့ကြပြီး1984ခုနှစ်မှာတော့ရခိုင်ပြည်နယ်အထက်တရားဝင်သတ်မှတ်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ဟာအနောက်ဘက်ကမ်းရိုးတန်းမှာခန္တက်မြို့ကြီးတစ်ခုလိုတည်ရှိနေတဲ့အင်မတန်အရေးပါတဲ့နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာပထဝီအနေအထားအရဘင်္ဂလားပင်လယ်အော်ကိုမျက်နှာမူးထားတာကြောင့်ရှေးရခင်မင်းနေပြည်တော်တွေထွန်းကားစင်ကတဲ့ကအာရတ်ကုံဒီတွေနဲ့ဥရောပကုံဒီတွေလာရောက်ကုံသွဲရာအနောက်ဘက်တကားကြီးဖြစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ရခိုင်ပြည်နယ်လက်အကြီးမားဆုံးစီးပွားရေးအင်အားကတော့တဘာဝဓာတ်ငွေထုတ်လုပ်ငန်းပဲဖြစ်ပါတယ်။ရွှေလို့ခေါ်တဲ့ကားလွန်ဓာတ်ငွေလုတ်ကွက်ကြီးဟာနိုင်ငံတော်အတွက်အင်မတန်ကြီးမားတဲ့စွမ်းအင်နဲ့ဝင်ငွေကိုဖော်ဆောင်ပေးနေတာပါ။ဒါအပြင်ကြောက်ဖြူရေနဲ့စိတ်ကန်းစီမံကိန်းဟာလေအာရှနဲ့ဥရောပကုံသွယ်ဤကိုဆက်သွယ်ပေးမယ်မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ကလာတန်မြစ်ကျောင်းဘက်ဆုံးဖွံ့ဖြိုးရေးစီမံကိန်းကလည်းအိန္ဒိယနိုင်ငံနဲ့ကုံသွယ်မှုကိုမြင့်တင်ပေးနေပြီးစစ်တွေစိတ်ကန်းကိုအရေးပါတဲ့ဗဟိုချက်ဖြစ်စေခဲ့ပါတယ်။ရခိုင်ပြည်နယ်ရဲ့ရေမြေအနေအထားကြောင့်ရေလုပ်ငန်းဟာလည်းအင်မတန်အားကောင်းပြီးအရေးအသွေးအမြင့်ဆုံးပင်လယ်ပဇွန်နဲ့ငါးတွေကိုပြည်ပကိုတင်ပို့နေတာပါ။လေယာစိုက်ပျိုးရေးမှာလည်းရခိုင်ပြည်နယ်ထွက်စပားဟာရှေးမင်းများလက်ထက်ကတည်းကဒညဝရီသို့မဟုတ်စပားဆန်ရီပေါ်များတဲ့မြေလို့အမည်တွင်ခဲ့တဲ့အထိနာမည်ကျော်ခဲ့တာပါဒီလိုစီးပွားရေးအလားအလာကောင်းတဲ့နယ်မြေဟာဘာသာရေးနဲ့ယဉ်ကျေးမှုရဲ့အရင်းအမြစ်တီဘလောက်တောင်ခိုင်မာခဲ့သလဲရခိုင်ပြည်နယ်ဟာဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားခဲ့တာနှစ်ပေါင်းထောင်ချီနေပြီဖြစ်တဲ့သာသနာမြေတစ်ခုပါဒီနယ်မြေမှာကြီးညိုစရာအကောင်းဆုံးနဲ့တမိုင်းတန်ဖိုးအကြီးမားဆုံးကတော့မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်။ဒညဝရီမြို့ဟောင်းမှာကိန်းဝတ်တည်ရှိခဲ့တဲ့မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဟာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကတည်းကတွန်းလွတ်ခဲ့တဲ့ရုပ်ပွားတော်မြတ်အထက်ရခိုင်ပြည်သူတွေဒါမကတကဘာလုံးကဗုဒ္ဓဘာသာဝေဝန်တွေရဲ့အထွတ်အမြတ်ထားရာနေရာဖြစ်ပါတယ်။ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့မြောက်ဦးမြို့မှာဆိုရင်လေ8000စေတီတော်ကြီးဟာအင်မတန်ထင်ရှားပါတယ်။ကြောက်တုံးဒီကို
ထုစစ်ဒီဖျားပုံတော်8000နဲ့တီဆောက်ထားတဲ့ဒီဇေဒီတော်ကြီးရဲ့ဘိတုကလက်ရာတွေဟာရခိုင်တို့ရဲ့အနုပညာအဆင့်အတန်းကိုဖော်ပြနေပါတယ်။ဒါအပြင်ထုတ်ကန်ဇေဒီနဲ့9000ဇေဒီတော်ကြီးတွေဟာလေကြောက်စစ်အနုပညာတွေကြောင့်ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ဖို့ထိုက်တန်တဲ့နေရာတွေမှာစစ်တွေမြို့မှာရှိတဲ့လောကနန္ဒာဇေဒီနဲ့ရခိုင်ပြည်အနှံ့ကဥယျာတောင်မဟာထီးစရဲ့ရှေးဟောင်းသမိုင်းဝင်နေရာတွေဟာလေရခိုင်ပြည်ရဲ့တာဝနစ်ကအကုံဆောင်တွေပဲဖြစ်ပါတယ်။ဒီလိုဘာသာရေးနဲ့သမိုင်းခိုင်မာတဲ့နယ်မြေမှာနေထိုင်ကြတဲ့ရခိုင်လူမျိုးတွေရဲ့လူမှုဘဝနဲ့နေထိုင်ပုံပုံစံကောဘယ်လိုရှိပါသလဲ။ရခိုင်ပြည်နယ်ရဲ့လူမှုဘဝဟာပင်လယ်ကမ်းရိုးတန်းဒေသရဲ့ပွင့်လင်းရိုးသားမှုနဲ့ရိုးရာယဉ်ကျေးမှုတွေကိုမျက်နှိုးတန်ဖိုးထားတဲ့ဟန်ပန်တွေနဲ့ဖွဲ့စည်းထားပါတယ်။ရခိုင်လူမျိုးတွေဟာရဲရင်ပြတ်သားပြီးမျိုးချစ်စိတ်ထက်သန်တဲ့လူမျိုးတွေအဖြစ်ထင်ရှားပါတယ်။ရခိုင်တို့ရဲ့ထူးခြားတဲ့ရိုးရာအားကစားနည်းတစ်ခုကတော့ရခိုင်ကျင်ကင်ပွဲပဲဖြစ်ပါတယ်။အရှုံးမရှိအနိုင်သာရှိရမယ်ဆိုရဲကျင်အသက်ပညာဟာရခိုင်အမျိုးသားတွေရဲ့စွမ်းရည်နဲ့တတိကိုဖော်ပြတဲ့ဂုဏ်ဆောင်အားကစားတစ်ခုပါအထူးသဖြင့်ဖျားပွဲတွေနဲ့အခါကြီးရက်ကြီးတွေမှာစီကားတိုက်မြိုက်စွာကျင်းပကြတာပါစားတောင်းမှုဓလေ့မှာဆိုရင်လေရခိုင်မုံတီဟာတနိုင်ငံလုံးရဲ့ပါဇက်ဖျားမှာရေပန်းစားတဲ့အစားအစာတစ်ခုပါဆက်ဆက်ကလေးနဲ့လက်ဆက်တဲ့ငါးဟင်းရည်နဲ့တင်းပြန့်နေတဲ့ရခိုင်မုံတီဟာသူတို့ရဲ့အဲဝစ်ကြေပုံမှုနဲ့ရိုးရာလက်ရာကိုပြတာနေပါလေအနုပညာအရာရခိုင်တို့ရဲ့ရိုးရာယဉ်ကျေးမှုအကဝေးဖြစ်တဲ့အိုးစီကနဲ့စီမီကွက်ကတွေဟာလေအင်မတန်လှပတိမ်မွေ့ပါလေဝတ်စားစင်ရင်မှုမှာလေရခိုင်ရိုးရာချီတဲ့တွေနဲ့ခေါင်းပေါင်းတွေဟာသူတို့ရဲ့ကိုယ်ပိုင်ဟန်ပန်ကိုပေါ်လွင်စေပါလေရခိုင်ပြည်နယ်ဟာပထဝီအနေအထားအရတယန်ဇာတအင်မတန်ကျွယ်ဝတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်အနောက်ဘက်ကမ်းရိုးတန်းတလျှောက်ရဲ့ပင်လယ်ပြင်အောက်မှာအဖိုးတန်တဲ့ရတနာတွေကိန်းအောင်နေတာပါအထူးကအရေးပါဆုံးတယန်ဇာတကတော့တဘာဝတန်းငွေပဲဖြစ်ပါတယ်ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ရွှေစီမံကိန်းဟာမြန်မာနိုင်ငံရဲ့အကြီးမားဆုံးတဘာဝတန်းငွေထုတ်လုပ်ရာနေရာတစ်ခုဖြစ်ပါတယ်ဒီတန်းငွေတွေဟာနိုင်ငံတော်အတွက်ကြီးမားတဲ့ဝင်ငွေကိုဖော်ဆောင်ပေးနေတယ်လို့ဒေတာရင်းစွမ်းအင်းလိုအပ်ချက်ကိုလည်းပံ့ပိုးပေးနေပါတယ်မြေပေါ်မှာဆိုရင်လဲရခိုင်ပြည်နယ်ရဲ့တောင်တန်းတွေမှာအဖိုးတန်တဲ့တစ်တော်တယန်ဇာတာတွေရှိပါတယ်။ကျွန်းတီပြင်းကတိုးစားတဲ့တစ်မာရေဒမကကပဈေးကွက်မှာမျက်စိကျနေတဲ့ဝါတယန်ဇာတာလည်းအင်မတန်ပေါ်များပါလေ။ဒါအပြင်ရခိုင်ပြည်နယ်ရဲ့အောက်ခြေမှာရေနံထွက်ရှိတဲ့နေရာတွေလည်းရှိနေတာကြောင့်ရှေးရခင်ကတည်းကရေနံတွင်းဟောင်းတွေကိုတွေ့ရှိနိုင်ပါတယ်။ရခိုင်ကြီးရဲ့ပင်လယ်ပြင်ဟာတယန်စာတယုံတာမကခရီးသွားတွေအတွက်အပန်းဖြေစရာကဘာကျော်ကမ်းခြေတွေလည်းရှိနေပါသေးတယ်။ရခိုင်ပြည်နယ်ဟာတဘာဝအလှအပါတွေနဲ့ပတ်သက်လာရင်မြန်မာနိုင်ငံရဲ့ဂုံဆောင်နေမြေတစ်ခုပါအနောက်ဖက်ဘင်္ဂလားပင်လယ်အော်ကိုမျက်နှာမူထားတဲ့ရှီလျားလာတဲ့ကမ်းရိုးတန်းကရှောင်မှာရင်တပ်ရှုမောဖွေအပန်းဖြေစရာနေရာတွေစုစည်းနေပါတယ်ပထမဆုံးအထင်ရှားဆုံးကတော့ငါပလီကမ်းခြေပဲဖြစ်ပါတယ်ဖြူလွတ်လွတ်တဲတောင်ပြင်းနဲ့ကြည်လင်လာတဲ့ရေပြပြအုံတော်တန်းတွေဝင်းရိုင်နေတဲ့ငါပလီဟောင်းအာရှမှာအလှဆုံးကမ်းခြေတွေကတစ်ခုဖြစ်ပါတယ်ကဘာလက်ခရီးသွားတွေအနှစ်သက်ဆုံးအပန်းဖြေစခန်းဖြစ်တယ်လို့ရခိုင်ပြည်ရဲ့အလှပါဆုံးပလဆက်တစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်အေးချမ်းတဲ့အလှအပါတွေကိုပိုင်ဆိုင်ထားတာကတော့ကန်တာယာကမ်းခြေနဲ့စစ်တေမျိုးက point ကမ်းခြေပါပဲစစ်တေ point ကနေနေဝင်ချိန်အလှကိုကြည့်ရတာဟာအင်မတန်စိတ်နှလုံးအေးချမ်းစရာကောင်းပါတယ်
ဒါအပြင်မြောက်ဦးမြို့ဟောင်းမှာလဲတမိုင်းဝင်ရှေးဟောင်းနေရာတွေအကြားမှာခရီးသွားတွေအတွက်စိတ်ဝင်စားစရာလေ့လာရာနေရာတွေအများကြီးရှိနေပါတယ်။ကျုံပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ရခိုင်ကမ်းရိုးတန်းဟာခရီးသွားလုပ်ငန်းအတွက်အဖိုးမထက်နိုင်တဲ့ညရနာတစ်ခုပါ။ရခိုင်ပြည်နယ်ရဲ့ရှေးဟောင်းမင်းနေပြည်တော်တွေအထူးသဖြင့်မြောက်ဦးမြို့ဟောင်းကိုလေ့လာကြည့်ရင်အန်အောစရာကောင်းတဲ့လျှို့ဝှက်ချက်တွေနဲ့ဘီတုကအတက်ပညာတွေကိုတွေ့ရှိရမှာပါပထမဆုံးလျှို့ဝှက်စမ်းကြယ်ဆုံးကတော့မြောက်ဦးမြို့ရဲ့ခံတက်စနစ်ပဲဖြစ်ပါတယ်မြောက်ဦးဟာကုန်းလန်းရေလန်းရန်သူတွေအလွယ်တကူမငွေနိုင်အောင်တောင်တန်းတွေကိုမြို့ရိုးအဖြစ်အတုံးချပြီးရေကျုံးတွေနဲ့စနစ်တကျတိဆောက်ထားတဲ့အလွာလွာခံတက်မြို့ကြီးတစ်ခုပါဒီမြို့ရိုးဒီချားမှာလူမသိတဲ့လျှို့ဝှက်ဥမင်လိုင်ကောင်းတွေနဲ့လက်နက်တိုက်တွေရှိနေသေးတယ်လို့တမိုင်းသူတေသီတွေကယူဆကြပါတယ်နောက်ထပ်ပဟေလီတစ်ခုကတော့8000နဲ့ထုကန်တင်စေလီတော်ကြီးတွေရဲ့လွိုင်းပတ်လန်းတွေပါဒီစေလီတွေဟာဖျားဖူးဖို့သာမကရန်သူကျူးကျော်လာတဲ့အခါဘရဲနဲ့စစ်တီတွေခိုအောင်နိုင်တဲ့ခံတက်အဖြစ်ပါအသုံးပြုနိုင်အောင်ထူးခြားတဲ့အလင်းအမောင်စနစ်တွေနဲ့တိဆောက်ထားတာပါဇေဒီတော်တွေကကြောက်စစ်ရုပ်ပွားတော်တွေရဲ့လက်ဟန်ခြေဟန်တွေမှာလေတမိုင်းဝင်သင်္ကေတတွေနဲ့လျှို့ဝှက်မော်ခွင်းတွေကိုင်းအောင်နေပါတယ်ဒါအပြင်ဝေတာလီမြို့ဟောင်းကနန်းတော်ရာနဲ့ကြောက်စာတွေမှာလဲရခိုင်တို့ရဲ့ပျောက်ဆုံးနေတဲ့မင်းဆက်တွေရဲ့ရာဇဝင်တွေအများကြီးကျန်ရှိနေသေးတာပါတမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ရခိုင်ပြည်နယ်ဟာယနေ့ခေတ်တင်မှာတော့အနောက်ဖက်စီးပွားရေးတကားမကြီးအဖြစ်အထူးအရေးပါလာခဲ့ပါတယ်ခေတ်တစ်ရခိုင်ပြည်ရဲ့ထင်ရှားတဲ့ပြောင်းလဲမှုတွေထဲမှာကြောက်ဖြူအထူးစီးပွားရေးစုံနဲ့ရေနဲ့စိတ်ကန်းစီမံကိန်းတွေဟာဒေတာတွင်းတာမကနိုင်ငံတကာကပါစိတ်ဝင်စားတဲ့စီးပွားရေးအချက်အချာနေရာတွေဖြစ်လာပါတယ်။ဒါအပြင်မင်းချောင်းတရားနဲ့ကုလာရန်မြစ်ချောင်းစီမံကိန်းတွေကြောင့်လမ်းပန်းဆက်သွယ်ရေးဟာလည်းအရင်ကထက်ပိုမိုကောင်းမွန်လာခဲ့ပါပြီ။ဒါပေမဲ့ဒီပြောင်းလဲမှုတွေနဲ့အတူကြီးမားတဲ့စိန်ခေါ်မှုတွေလည်းရင်ဆိုင်နေရပါတယ်။ပထမဆုံးကတော့တဘာဝဘေးအန္တရာယ်ပါပဲရခိုင်ပြည်နယ်ဟာဆိုင်ကလောင်းမုန်တိုင်းတွေရဲ့လမ်းကြောင်းပေါ်မှာရှိနေတာကြောင့်နှစ်စဉ်မုန်တိုင်းအန္တရာယ်နဲ့ရေကြီးမှုတွေကိုပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါတယ်နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုပါပဲတယံဇာတကျွယ်ဝပေမဲ့ဒေသခံတွေရဲ့လူမှုဘဝမြင့်မားလာဖို့နဲ့ပညာရေးကျန်းမာရေးကဏ္ဍတွေမှာလိုအပ်ချက်တွေရှိနေစေဖြစ်ပါတယ်။အခုဆိုရင်ကျမတို့ဟာရာဇဝင်ရှည်မြေအရှင်အလားကြီးမားလာတဲ့အနောက်ဘက်ကမ်းရိုးတန်းရဲ့အရှင်တခင်ရခိုင်ပြည်နယ်ရဲ့တမိုင်းခရီးကိုအဆုံးအထိရှောင်လန်းလာခဲ့ကြပါပြီ။ရခိုင်ပြည်နယ်ဆိုတာကြောက်စစ်အမှုပညာတွေနဲ့ခံရလာတဲ့မြောက်ဦးခေတ်အမွေအနှစ်တွေသာမကဗုဒ္ဓသာသနာတော်အစောဆုံးအခြေတည်ခဲ့တဲ့တန်ရှင်းတဲ့မြေမြတ်တစ်ခုလည်းဖြစ်ပါတယ်။ကျမတို့လေ့လာတွေ့ရှိခဲ့ရတာကတော့ရခိုင်လူမျိုးတွေဟာမိမိတို့ရဲ့အမျိုးဘာသာသာသနာကိုဘလောက်ပဲအခက်အခဲတွေရှိပါစေသစ္စာရှိစွာနဲ့ဆက်လက်ထိန်းသိမ်းလာခဲ့ကြတဲ့ရဲရင့်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတာပါပဲ။ရခိုင်ပြည်နယ်ရဲ့အနာဂတ်ဟာအင်မတန်အလားအလာရှိပါတယ်။ပင်လယ်ပြာနဲ့တဘာဝအရင်အမြစ်တွေဟာကဘာလက်ခရီးသွားလုပ်ငန်းနဲ့စွမ်းအင်ကဏ္ဍမှာမြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်လာအောင်ပါအဓိကအရေးကြီးတာကတော့နောင်လာနောက်သားရခိုင်လူငယ်တွေကမိမိတို့ရဲ့ခမ်းနားလာတဲ့တမိုင်းအမွေအနှစ်တွေကိုဂုဏ်ယူစွာနဲ့ကဘာကိုပြသသွားဖို့ပဲဖြစ်ပါတယ်အာရကန်ဆိုတဲ့အမည်နာမည်နဲ့အတူရခိုင်တို့ရဲ့ဂုဏ်ရှိန်ဟာလည်းတမိုင်းစာမျက်နှာပေါ်မှာအမြဲတမ်းမော်ကွမ်းတင်တည်ရှိနေမှာဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးကြတဲ့ရခိုင်ပြည်နယ်တမိုင်းကြောင်အပြည့်အစုံကိုအဆုံးအထိအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်ကြီးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Legendary Myanmar Channel ဟာမြန်မာနိုင်ငံရဲ့အဖိုးတန်လာတဲ့တမိုင်းတွေယဉ်ကျေးမှုတွေနဲ့ဒေသန္တရဗဟုသုတတွေကိုစူးစီးတင်ဆက်ပေးနေတာပါ။ဒီဗီဒီယိုလေးကပ
ပရိသတ်ကြီးအတွက်တစုံတရာဗဟုသုတရရှိစေခဲ့တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မေတ္တာရက်ခံခြင်းပါတယ်ရှင်ဗီဒီယိုလေးကို like လုပ်ပေးပြီးမိမိတို့ရဲ့တငယ်ချင်းတွေစီကိုလည်း share ပေးဖို့မမေ့နဲ့နော်နောက်ထပ်ဘယ်ပြည်နယ်ကဘလို့စိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုနားထောင်ကျင်တယ်လဲဆိုတာကိုလည်း comment မှာအကြံပေးခဲ့လို့ရပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်လည်ဆွန်တွေ့ကြရအောင်ရှင်